အားလုံးပဲမင်္ဂလာပါကျွန်မ 7-Eleven ထမရောက်နေပါတယ်လို့ကျွန်မရဲ့စတင်ပေါ့နော် collecting လုပ်တာပြည့်ပါပြီလိုတဲ့ဟာထုတ်ဝယ်ပြီးတော့ဒီနေ့မှကပ်ပြီးတော့လိုချင်တဲ့ခောက်ထိုင်ခောက်စပွဲတစ်ခါလေးယူသွားမှာဖြစ်ပါတယ်ကျွန်မပြည့်ပါပြီလို့တုံးကိုစုမိဆောင်မိတာလေးတွေလိုချင်တဲ့ပစ္စည်းတက်လဲပါတော့မယ်အဲ့တော့သူတို့ကဒီ receipt ကိုပေးလာတယ်38ရက်စောင့်ပြီးလို့ရှိရင်တော့ကျွန်မလိုချင်တဲ့စပွဲခောက်စပွဲရမှာဖြစ်ပါတယ်ဒီနေ့ပစ္စည်းလာယူပါတယ်စောင့်ပြီးတဲ့အခါမှာရက်ပြေးလို့လာယူတာလာထုတ်ပါတယ်เย้สပွဲของရလာပြီစတမ်နဲ့ဝယ်ထားတဲ့ဟာခောက်စပွဲဖြစ်ပါတယ်စာလို့တဲ့ချိန်စာဖတ်တဲ့ချိန်တော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စတမ်ပေးတဲ့လူတွေရောအဲ့တော့ခောက်စပွဲของရလာပါပြီခောက်ပြပါမယ်ပဲဆိုးလို့လေစာလို့ရစင်ကြည့်တယ်စတမ်ပေးကြလို့မျိုးကျေးဇူးတင်ပါတယ်ခါ Happy New Year ခါ